ဒီတက်စီရန်ကုန်မြို့မှာအရန်တွေ့နေရတဲ့ BYD E2 တက်စီတွေစီဘိုးတွေနဲ့ကုန်ကျစရိတ်တွေအကြောင်း IC ကားကနေပြီးတော့ EV ကားကိုပြောင်းဖို့စဉ်းစားနေတဲ့တက်စီအုံနာတွေနဲ့တက်စီရင်မောင်းတွေအတွက်ကိုဒီကားလေးကတွက်ချေကြိုက်ဆုံးဖြစ်မလားဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပေးမယ်ဒီနေ့ဗီဒီယိုလေးမှာတော့ BYD E2 တက်စီကိုလုပ်ငန်းသုံးအနေနဲ့တစ်နေ့ကီလိုမီတာရာနဲ့ချီပြီးမောင်းရတဲ့အချိန်တွေမှာသူ့ရဲ့ performance အကြောင်းတွေတက်စီရင်မောင်းအနေနဲ့ရောနေတူကလမ်းပေါ်သွားနေရတဲ့အချိန်မှာဘယ်လောက်ထိတက်တောင့်တက်တာရှိလဲကိုယ့်အတွက်ဘယ်လောက်ကျိုးရှိလဲဆိုတာကိုဒီနေ့ full review လေးနဲ့တင်ဆက်ပေးသွားမှာပါဒီ BYD E2 လေးက hatchback အမျိုးအစားဖြစ်တယ်2023ကတော့ grey ပါတယ်ဒါပေမဲ့2025 version မှာတော့ close grey ဖြစ်သွားတယ် aerodynamic ကိုပို့ပြီးတော့ကောင်းသွားပြီးတော့က efficiency သူ့ရဲ့ performance ကပို့ပြီးတော့ကောင်းလာတယ်နောက်တစ်ချက်အနေနဲ့ကကြတော့ရိုးရှင်းရှင်းပဲ LED headlight တွေသုံးပေးထားတယ်မီးဖြူအောင်လေးပေါ့ဗျာညဘက်မှာတက်စီဆရာကြီးအကြိုက်ပေါ့တာ size အနေနဲ့16လက်မအလွိုင်းဝေးကိုသုံးပေးထားတယ်အဲ့တော့ hatchback အနေနဲ့ကတော့သူ့အနေနဲ့သူအဆင်ပြေနောက်ဒီကားရဲ့ထူးခြားချက်က DC ကတော့အရှိမအားသွင်းမယ်ဆိုရင်အနောက်ဘက်မှာတော့ AC ဒီနေရာကကြတော့ DC GBD ကောင်းအောင်သုံးပေးထားတယ်အနောက်ဘက်မှာကြတော့ AC GBD ကောင်းအောင်သုံးပေးထားတယ်အားသွင်းမယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့သတိထားပါတော့နောက်ပိုင်းကျရင်တော့ used to ဖြစ်သွားလိမ့်မယ်လို့ထင်တယ်နောက်ဘက်ပိုင်းဒီဇိုင်းမှာဆိုရင်လည်း LED tail light ကိုအပြည့်သုံးပေးထားတယ်ဒါ safety feature အနေနဲ့ကောင်းတယ်ဥပမာညာဘက်ကိုကကားရက်ထားမျိုးဆိုလို့ရှိရင်အဝေးကနေကြည့်လိုက်တာဒီမှာကားရှိရပေါ့တချို့အရင်ကားတွေဆိုလို့ရှိရင် brake mirror ရောက်မပါတဲ့အခြေအနေတစ်ခုရှိရအောင်ဗျဒါပေမဲ့ဒီကားမှာတော့ဒီလိုလင်းလင်းထင်းထင်းမြင်ရတော့ကျွန်တော်အနေနဲ့ကြိုက်တယ်ဒီဘက်မှာ BYD ရဲ့ဒီ E2 logo လေးကိုသုံးပေးထားတယ်ဒီလောက်ပဲရှင်းရှင်းလင်းလင်းပဲဒီဘက်အောက်ဘက်မှာတော့fog light ကိုသုံးပေးထားတယ် fog light ကတော့ဒီဘက်တစ်ချက်ပဲပါတယ်ဟိုဘက်တစ်ချက်တော့မပါဘူးအဲ့ဒါတော့ဒီ EV ကားတွေမှာပါတဲ့ထုံးစံပေါ့နော်နောက်ဘက်က cargo space ဆိုလို့ရှိရင်လည်းလီတာ400လောက်ဆန့်တယ်ဒီကောင်ကထူးခြားချက်ကတော့သူ့ရဲ့ဇောက်ကပို့ပြီးတော့နှက်တာပေါ့နော်တကယ်လို့ကိုကပစ္စည်းပိုတင်နေတယ်ဆိုရင်တော့လီတာ1100ဆန့်သွားအောင်လို့ခုံခေါက်ပြီးတော့တင်လို့ရတယ်hatchback မှာတော့ဒီ space ရတော့မစိုးပါဘူး okay ကျွန်တော်အတွင်းကန်းကိုစပြီးတော့ပြောအတွင်းကန်းမှာတော့ကျွန်တော်မြင်ရတဲ့လောက်ကleather soft touch လေးတုံးထားတယ်ခုံနေဆိုလို့ရှိရင်လည်းတော်တော်လေးအဆင်ပြေတယ်နောက်တစ်ချက်ကကြတော့ဒီ aircon fan နေဆိုလို့ရှိရင်လည်းခစ်မီအောင်လုပ်ပေးထားတယ်ဗျာသူ့ဒီဇိုင်းနဲ့သူလှပြီးသားပေါ့ steering ဒီ shape လည်းတုံးပေးထားတယ် leather လေးဖြစ်တယ်ဒါကတော့ကျွန်တော် ergonomic ကိုပို့ပြီးတော့ကောင်းကောင်းလေးလုပ်ပေးထားတယ်လို့မြင်တယ်နောက် digital cluster ကလည်းမကြီးလုံးမသေးလုံးဘယ်ဘက်ချမ်းမှာဒီ motor ဘယ်လောက်တုံးနေလဲဆိုတဲ့ဟာကိုပြထားပါတော့ regenerative ကလည်းအဲ့နေရာမှာပဲပြထားတယ်ကျွန်တော်တို့ block speed နဲ့သွားနေရလဲ odometer ရေအကုန်လုံးမြင်ရတယ် trip တွေကိုလည်းဒီနေရာနေပဲ adjust လုပ်လို့ရတယ်ပေါ့နော် so အဲ့တော့ဒီကားကတော့China domestic အလုံးစုံပေမဲ့ infotainment ထဲမှာကျွန်တော်အင်္ဂလိပ်လိုမြင်ရတယ် aircon တွေကိုလည်းဒီနေရာမှာကောင်းကောင်းလေး control လုပ်လို့ရတယ်ကျွန်တော်တို့ temperature adjust လုပ်လို့ရရှိသလိုဒီဘက်မှာလည်း aircon ဖွင့်တဲ့ cloud တွေလည်းပါတယ် auto သုံးကျင်လည်းရတယ်အဲ့ဒါမှအားမရသေးဘူးဆိုရင်တော့ကျွန်တော်တို့ဒီဘက် steering wheel မှာ menu ကိုနှိပ်ပြီးတော့ဒီ aircon ကိုပြန်ပြီးတော့ကစားလို့ရလဲရှိတယ်အဲ့တော့အားလုံးအဆင်ပြေလုပ်ပေးထားတယ်တက်စီဆရာကြီးရဲ့အကြိုက်တော့ဖြစ်မယ်လို့ထင်တယ်ပေါ့နော်ပြီးရင် bluetooth သုံးလို့ရမယ် Apple CarPlay ကို Android Auto တော့မပါဘူး Car Navigator တို့ VS Max ကတော့အဲ့မှာသွားပြီးတော့ထည့်လို့ရပါပေါ့နော်ကျွန်တော်ကြိုက်တဲ့အချက်ကတော့ steering wheel ကနေပြီးတော့ဒီ BYD ရဲ့ signature ပေါ့ဗျာဒီ infotainment ကိုလှည့်လို့ရပါပေါ့အဲ့တော့လှည့်လို့ရဘာကောင်းသွားလဲဆိုတော့ကျွန်တော်တို့မြင်ကွင်းပို့ပြီးတော့ကျဲသွားတယ်အထောင်ကြိုက်တဲ့လူလည်းအထောင်ကြည့်လို့ရတော့အလဲကြိုက်တဲ့လူလည်းအလဲကြည့်လို့ရတယ်သူ့ရဲ့ဒီ Heron Leron တွေကဆိုရင်မကြီးလုံးမသေးလုံးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လူတယောက်တော့နည်းနည်းလေးတော့နောက်ဆုတ်ပြီးတော့ထိုင်ရတယ်ဒါပေမဲ့နောက်မှာတော့အများကြီးကြံသေးတယ်ဒါကတော့အဆင်ပြေတယ်အဲ့တော့9ယောက်တော့အဆင်ပြေခြင်းမှပြေလိမ့်မယ်4ယောက်ကတော့ကောင်းကောင်းထိုင်လို့ရတယ်သူ့ရဲ့ခုံဒီဇိုင်းတွေကလည်းတေချာလေးလုပ်ပေးထားတဲ့အတွက်ကျွန်တော်ကတော့ဒီနေရာတော့အမှတ်ပြပေးခြင်းတယ်ဒီကားရဲ့ specification အကြောင်းပြောမယ်ဆိုရင်တော့ battery capacity က43 kWh ပါတယ် motor အနေနဲ့ကတော့80 kW ပါမယ် horsepower အနေနဲ့ဆို60လောက်ရပြီးတော့ torque အနေနဲ့က180ဝန်းကျင်လောက်ရမယ်ဆိုတော့မစိုးလို့ပြောရမှာဒီကားဆိုင်ဒီ performance ရတော့ကျွန်တော်အနေနဲ့ကတော့စစ်ပြေရအားပြန်သွင်းတဲ့အချိန်တွေကိုကျွန်တော်တို့ကအဓိကထည့်ပြောရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တချို့ကြတော့လေ DC နဲ့သွင်းရတာအဆင်ပြေရရှိလို့တချို့ကြတော့လေအိမ်မှာအားသွင်းရမှဆိုတဲ့လူမျိုးတွေလည်းရှိရပါတော့ကျွန်တော်အိမ်မှာဟိုတနေ့ကအားသွင်းကြည့်ရသလောက်ဆိုရင်တနာရီရော 1.5 kWh ရတယ်အဲ့တော့10နာရီကိုကအားသွင်းခဲ့ရဆိုရင်15 unit ရမယ်ဒီကားရဲ့ digital display မှာပြနေတာကြတော့1 unit ကို8 km လောက်သွားလို့ရတာဖြစ်တဲ့အတွက်15 unit ကို8 km မြှောက်လိုက်လို့ရှိရင်120 km ဝန်းကျင်လောက်ရရတဲ့အတွက်ကိုတညကောင်းကောင်းသွင်းထားမယ်ဆိုရင်တော့အဆင်ပြေတဲ့ထဲမှာပါတယ်တကယ်လို့ကိုက DC နဲ့သွင်းနေတယ်ဆိုရင်တော့30 to 80% ကိုနိုင်ဝက်ပဲသွင်းစရာလိုတယ်ဘယ်လောက်နဲ့သွင်းမလဲဆိုရင်တော့40 kW လောက်နဲ့သွင်းတာဖြစ်တဲ့အတွက်အဆင်ပြေတယ်
level 2ရှိရင်တော့အကောင်းဆုံးပေါ့8နိုင်လောက်တွင်းတော့0 to 100ကိုကောင်းကောင်းပြန်သွင်းလို့ရတယ် daily drive အနေနဲ့ကတစ်ခါသွင်းထားရဆိုတော့2ရက်လောက်ကောင်းကောင်းသုံးလို့ရတယ် okay ဒီကားရဲ့ driving feel လေးအကြောင်းပြောဒီကားက0 to 50 km ကို5စက္ကန့်အတွင်းရောက်တယ်ဆိုလိုချင်တဲ့သဘောကအဆွဲရုံကောင်းတယ်ပေါ့နောက်တစ်ချက်အနေနဲ့ကသူဒီ suspension ကိုရှေ့မှာ McPherson သုံးပေးထားတယ်နောက်က torsion မင်းသုံးပေးထားဒီကားဆိုင်နဲ့ဒီ suspension တွေကတော့ okay တယ်တချို့ကြောက်လည်း highway 3ညရှိတယ်ကျွန်တော်အားမရတဲ့အချက်ကတော့tire noise လေးကတော့နည်းနည်းလေးတော့ရှိတယ်ဒါပေမဲ့အရန်အဆိုးကြီးတော့လည်းမဟုတ်ဘူးလက်ခံလို့ရတယ်ဒီကားဆိုင်ဒီ battery capacity နဲ့ဒီလိုမျိုး suspension အနေနဲ့ကတော့မျိုးရင်းကိုကျွန်တော်ကတော့ပို့ပြီးတော့ recommend လုပ်ချင်တယ်ပြီးတော့ကျွန်တော်ကြိုက်တဲ့အချက်တစ်ချက်အနေနဲ့ကတော့ဒီကားက taxi ဖြစ်ပေမဲ့BYD ရဲ့ Blade Battery ကိုသုံးမိထားအောင်ပဲအဲအကြောင်းမလို့ BYD E2 ကိုမြန်မာနိုင်ငံမှာတော်တော်များများလူကြိုက်များကြတယ်လို့လည်းထင်တယ်သူရဲ့ battery ကတော့ဒီ local မှာဆိုလို့ရှိရင်တော့နာမည်ရတဲ့အထက်မှာလည်းပါတယ်ပေါ့နော် security feature အနေနဲ့ကတော့နောက်ဘက်မှာ sonar ၄လုံးလည်းပါတယ်အားမရတဲ့ချက်လေးပြောပါဆိုရင်တော့back camera လေးကတော့ quality လေးပို့ပြီးတော့ကျွန်တော်ကတော့လိုချင်တယ်ပေါ့နော် round acorn မဖြစ်တာလေးလည်းရှိတယ်အဲ့ဒီအချက်လေးကတော့ကျွန်တော်အနေနဲ့ကတော့ပို့ပြီးလိုချင်တယ်နောက်ပြီးထပ်ပြီးတော့ focus လုပ်ရရင်တော့ Apple CarPlay တို့ Android Auto တို့ပါထည့်ပေးလိုက်ရင်တော့ဒီကတော်တော်ပြည့်စုံသွားတဲ့အထက်မှာတော့ပါသွားပြီဒီနေရာမှာကျွန်တော်က battery consumption အကြောင်းကိုနည်းနည်းပြောချင်တယ်အခုလက်ရှိ E2 မှာက100 km ကို17 unit သွားလို့ရတယ်လို့ပြောထားရပါတော့။ဖြတ်မြချင်းအနေနဲ့ပြန်တော့ကြည့်မယ်ဆိုရင်တော့1 unit ကိုကီလိုမီတာ8-9လောက်သွားလို့ရတယ်။ကျွန်တော်တို့အိမ်မှာအားသွင်းမယ်ဆိုရင်1 unit ကို300လောက်ပဲကြာမယ်။ DC မှာအားသွင်းမယ်ဆိုရင်တော့950လောက်ကြာတော့နော်။အဲ့ဒါပို့ပြီးတော့အဆင်ပြေလို့ထင်တယ်။ဒါပေမဲ့ EV ရဲ့ owner ကြီးကတော့ပုံများနေတဲ့အတွက် EV ကားမောင်းနေတဲ့တက်စီဆရာကြီးပဲဖြစ်ဖြစ် IC ကားမောင်းနေတဲ့တက်စီဆရာကြီးပဲဖြစ်ဖြစ်ဘယ်ဟာပို့ပြီးတော့တွက်ချစ်ကြိုက်လဲဆိုတာကိုကွန်မန့်မှာဝင်အောင်ဆွေးနွေးညှိခုံသွားပေးပါလားအဲ့တော့ BYD E2 ကိုမြန်မာနိုင်ငံလူတွေဘာလို့ကြိုက်လဲဆိုတာကိုကျွန်တော်အနေနဲ့သုံးသပ်ရင်တော့BYD ဖြစ်နေရတဲ့ချက်ရယ် BYD ရဲ့ Blade Battery ရ safety ကောင်းတဲ့တစ်ချက်ရယ်နောက်တစ်ခုက hatchback ဖြစ်တဲ့အတွက်သူ့ကားရန်ကြီးရဲ့ဟာတွေကိုမောင်းရတဲ့ခါမျိုးထက်ပို့ပြီးတော့ comfort ဖြစ်တာရဲ့အကြောင်းလို့တော့ကျွန်တော်ကထင်တယ်အဲကြောင့်မလို့လဲ BYD E2 ကကျွန်တော်တို့ရန်ကုန်မှာတော်တော်များများတွေ့ရတဲ့အထက်မှာပါတယ်လို့ကျွန်တော်ကထင်တယ် Okay ဒီလောက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အတွက်အဆင်ပြေလောက်မယ်လို့လည်းထင်တယ်ကျွန်တော်အနေနဲ့ပြောရရင်ဒီကားဒီ hatchback ဖြစ်တယ်ပြီးွားရင် City Drive ကိုပို့ပြီးတော့ focus လုပ်ထားတဲ့ကားအဲအကြောင်းမလို့ဒီကားရဲ့ battery capacity နဲ့ motor capacity တွေကြောင့် PWA သွားမယ်ဆိုရင်တော့နည်းနည်းလေးစဉ်းစားမယ်အချက်ရှိရယ် gravel မောင်းမောင်း kilo တစ်စီးပဲမောင်းကြိုက်တဲ့ application မောင်းအဆင်ပြေကောင်းတဲ့တစ်ချက်ကတော့ resale market ထဲမှာရောပြီးွားရင် pre-owned market ထဲမှာရောပြန်ရောင်းရလွယ်တဲ့အချက်ထဲမှာလည်းပါတယ်အဲ့ဒီချက်လေးကကျွန်တော်ကြိုက်တဲ့အချက်ပို့ပြီးတော့ကောင်းသွားအောင်လို့ဒီကောက်အကြံပြုရရင်တော့ round icon ဖြစ်တာမျိုး Apple CarPlay ကို Android Auto ပိုင်တော့တော်တော်လေးအဆင်ပြေသွားမယ်ကားလို့မြင်တယ်အဲ့တော့ EV တက်စီမောင်းနေတဲ့လူတွေဒါမှမဟုတ် BYD E2 ကိုလက်ရှိမောင်းနေတဲ့လူရှိခဲ့လို့ရှိရင်လည်းကျွန်တော်ဗီဒီယိုလေးမှာကိုယ့်ရဲ့အတွေ့အကြုံလေးကို sharing လုပ်ပေးသွားဖို့ကျွန်တော်ကတောင်းဆိုလိုက်ပါတယ်နောက်ဗီဒီယိုမှာတွေ့ရပါ